တတလုံးတစ္ဆာရှိရှိပေါင်းပါ မင်းမျက်နှာတစ်ခုပဲကြည့်ချေတခြားယောက်ျားရင်းနဲ့တဝဲမတို့ ဝေရဲ့တန်ဖိုးဆိုတာအိမ်တောင်တက်ကြာလာတယ်နဲ့များတိလာတယ် ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ຢာတွေအများကြီးရှိပါတယ် တကယ်အရင်ချက်တာတစ်သေးတွေကလေအဲ့လိုစကားမျိုးကိုပြောကြအောင် လောကဘယ်ရ ဘောစီတက်လာပြီ တန်ရတန်ကြီးပြီးဝယ်လို့ရှာမိုင်းစပေါက် ကျွန်တော်တို့အတွက်တော့ငွေရတိတ်ရေးမကြည့်ပါ မ ဘူး င်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချရတဲ့ရှင်မင်းကို3ရက်ဝယ်မယ်ရောက်ပါ ခွင့်ပြုရဲဆိုရင်ချစ်တော်တူပါတယ် ငွေနဲ့လေးရတာနဲ့အမီလေးနဲ့ပြီးပြေးကတ်တတ်တဲ့မိန်းမမျိုး ဒီစာချုပ်တွေကိုလက်မှတ်ထိုးတော့မယ်ဆိုရင်တော့ ငင်ခုပဲပြေးမပြေးသား ဖြစ်လာမယ်အကျိုးဆက်တွေတည်တည်ချာချာစဉ်းစားပါ ဆရာမမိန်းမလေးအဲ့ဒါတလုံးတရှိနေမှာ 你有听飞了的，是不是这样在动？我要没，我要没。你我有读那牛逼四岁了，牛逼别在哪下你了？ငါပါရည်နွားရ 不老逼了，俺大姐吃对呢。这把花人为么来着吧？那种为么来着吧？找妈妈。 ငါညီကဝေရဲ့ဖောင်ရှော့ထွက်တာကို အဲ့ဒါဆက်ရမှာမလို့ရှိတော့ဘူး တရားကိုတကယ်ချင်းမိပြီဆိုအဲ့ဒီလူရဲ့အမားတွေလက်ခံနိုင်သလားအဲ့ဒီအမားတွေရောချစ်ပေးနိုင်သလား 我有他的肉家，我有他的脸啊！没有到啥你我乱点，爸爸都不家了。我的钱要啥呢？哎，给人，快点来，快点来！ပြောတယ်